ဆောက်လုပ်ရမှာဒီကုန်းနဲ့ရေးဆွဲနည်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ရင်တော့ကျွန်တော်တို့ front plate မှာ sketch ဝင်လိုက်မယ် sketch ဝင်ပြီးသွားရင်တော့ကျွန်တော်ဒီမှာဆွဲထားတဲ့အတိုင်း sketch profile အတိုင်း dimension အတိုင်းလိုက်ပြီးဆွဲလိုက်ပါ full define ဖြစ်အောင်ကျွန်တော်တို့သတ်မှတ်ပေးလိုက်ပါ dimension ကိုသတ်မှတ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ဒီ revolving axis ပေါ့နော် center ကနေပြီးတော့ပြီးဆိုရင်တော့ကျွန်တော်တို့ဒီ center line ကနေပြီးတော့ကျွန်တော်တို့ feature revolve base နဲ့တွားလိုက်မှာဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ gear ရဲ့အသွားကိုဆွဲမှာဖြစ်ပါတယ်။ gear ရဲ့အသွားကိုဒီ sketch profile တိုင်း dimension တိုင်းလိုက်ပါဆွဲလိုက်ပါ။ကြားရရှင်တော့ကျွန်တော် extrude cut နဲ့ through ဖောက်ထုတ်လိုက်မှာဖြစ်ပါတယ်။ gear သွားနှစ်ခုကြားတွေကဖောက်ထုတ်တဲ့ပုံစံအတက်တစ်ခုကိုရရှိသွားပြီဖြစ်ပါတယ်။ပြီးရင်တော့ circular pattern နဲ့ array သွားရမှာဖြစ်ပါတယ်။အသွားရည်တော့ကတော့22ထားပေးလိုက်ပါ။ okay ပေးလိုက်ပါ။နောက်ထပ်အနေနဲ့ keyway ကိုဆွဲမှာဖြစ်ပါတယ်။ဒီ keyway ကိုတော့ဒီ sketch profile တိုင်းပဲ extrude cut နဲ့ဖောက်ထုတ်ပေးလိုက်ပါ။အဲတော့ကျွန်တော်တို့လိုချင်တဲ့ပုံရရှိသွားပြီဖြစ်ပါတယ်